ဒီ file လေးအရေးကြီးပါတယ်ကျွန်တော်ဒီ file လေးထည့်မရှာပွဲတဲ့ကိုအသုံးစရိတ်ကတိတ်မရှိဘူးဆိုလို့ဆိုရင်စက်ရုံကအခွန်တွေပါအများကြီးပြန်ဖြတ်ပါလိမ့်မယ်ကိုကဝင်ငွေတွေပဲများပြီးတော့ထုတ်ငွေတိတ်မရှိဘူးလို့သတ်မှတ်ပြီးတော့ပေါ့နော်အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရောင်မကျန်းသောရှောက်ဖို့အတွက်စာရွက်တွေထုတ်မယ်ပေါ့နော်တချို့စက်ရုံတွေကတော့စာရွက်တွေကိုယ်တိုင်ထုတ်ဝေပေးမယ်တချို့စက်ရုံတွေကျတော့သူတို့ file လေးတောင်းတယ်ပေါ့နော်အဲ file လေးပို့ပေးမှသူတို့ကဒီ file လေးပါထည့်လျှောက်တာကိုကဒီ file လေးမထည့်ပဲလျှောက်လိုက်တယ်ဆိုလို့ကိုကအသုံးစရိတ်တိတ်မရှိဘူးဆိုလို့ရှိရင်ချက်ခံဖို့ပြရရပေါ့နော်အဲကြောင့်မို့ဒီ file လေးကိုကိုယ်တိုင်ထုတ်ပြီးတော့၎င်းစက်ရုံကိုပေးရပါမယ်file ထုတ်နည်းလေးပြပြမလို့ပါကျွန်တော်ပထမဆုံး login လုပ်မယ် ID password ပေါ့နော်ဟုတ်တယ် login လုပ်ပြလိုက်ရထည့်ရတယ် okay ဖုန်းထဲမှာလည်းတူတူပါပဲတော့ဒီမှာရောင်းမကြောင်ကန်ဆိုပါဆိုတာလေးရှာမယ်ပြီးရင်ဒီဘာလို့ခါကြီးဆိုတာလေးနှိပ်မယ်တော့ပြီးရင်ကျွန်တော်တို့ကန်ဖြောင်း engine လုပ်ရမယ်ပေါ့နော်ပြီးကကောက်တော့သွားမယ်သုံးမိဟာကိနှိပ်မယ်အဲ့ဒါကကောက်တော့မှမသိရောက်လာပြီပေါ့နော်အကောင်လေး engine လုပ်ပြရပါမယ် okay ကကောက်တော့မှ engine လုပ်ပြကြလို့ကျွန်တော်ဒီညမှာ engine 1လေးဆိုပြီးနှိပ်မယ်ပေါ့နော်အဲဒါဆိုလို့ရှိရင်နောက် file ရောက်သွားတယ်ပေါ့နော်အဲဒါဆိုရင်ကျွန်တော်ဒီမှာဒီလို2025အတွက်အသုံးစရိတ်တွေရောက်လာပြီပေါ့နော်ကျွန်တော်ဒီမှာ handphone နဲ့ဂျိုးဟာကြီးနှိပ်လိုက်မယ်အဲဆိုကျွန်တော်အသုံးစရိတ်တွေကြာလာမယ်ပေါ့ကျမကြီးအမကန်တို့ဘုံဟုံးတို့စီကူတာစရိတ်တို့ QUB တို့ကျွန်တော်ဒါကတ်တဲ့သုံးတာတွေတို့ညာတော့ဟောင်းဝင်ရောင်းဖွင့်ကျိုးတို့အကုန်စားပြီးကြာလာမယ်ပေါ့နော်ပြီးမှဆိုကျွန်တော်ဒီမှာ layer package ဆိုတာလေးရှိတယ်အကောင့်လေးနှိပ်လိုက်ပြီးတော့ PDF လို့ layer package ဆိုတာလေးနှိပ်မယ်အဲဆိုဒီ file လေးရောက်လာပြီပေါ့နော်ကျွန်တော်တို့ဒီ file လေးကိုကောက်တော့လေပြီးတော့ဆက်ရတဲ့တတိဆိုလောက်ကောင်ဆက်ရစီးမဆိုလောက်ကောင်ဒီ file လေးပို့ပေးလိုက်ပေါ့နော်ဒီ file လေးထည့်ချပေးပါလိမ့်မယ်ဟုတ်ကဲ့ပါအားလုံးပဲစီမီကြပါစေကျေးဇူးတင်ပါတယ်